ဒီနေ့ကျမနည်းနည်းလေးပြောချင်တာတက်တဲ့ခန္ဓာပေါ့နော်အရင်တော့ကလည်းကျမကိုပြောမလို့ဒါပေမဲ့အခွင့်အရေးဆိုတာမရှိတဲ့အချိန်ဖျားပြန်ကျမအတွက်ပြင်ဆင်ပေးတဲ့အချိန်တိုင်းကျမစောင့်ပါတယ်ကျေးဇူးတင်တယ်ဖျားတခင်ဘာလို့ကျမရဲ့အသက်တာကျမပြင်စဉ်းစားတဲ့အချိန်မှာတခါလေစိတ်ပြည့်စရာတွေအများကြီးပဲအတင်းတော်ထဲမှာကောလူဒီ social ဘိုင်းမှာတွေရောစိတ်ညစ်စရာတွေပဲစိတ်ပြည့်စရာတွေပဲဘာမှပြောစရာတခုမှမရှိဘူးTV ကြည့်လိုက်ရင်လည်းစိတ်မပျော်ဘူးဇလန်းကြည့်လည်းအဆုံးနဲ့ကြည့်တာရီးလိုက်တယ်မောလိုက်ဘာမှမသိဘူးခန်းစားချက်ကိုအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာကျမပြန်ပြီးမှခွန်အားယူတဲ့အချိန်မှာဖျားသခင်ဘာဖြစ်လို့မပျော်တာလဲဘာဖြစ်လို့ကျမတခါလေခွန်အားမရတာလဲအဲ့လိုမျိုးဖြစ်လာတဲ့အချိန်မှာကျမကိုဖျားတဲ့စကားပြောတယ်အေးအတိကတော့နေ့ရက်လုံးသားထဲမှာဖျားသခင်ရှိမှဘလို့ဝုပြုမယ်ဘလို့ကိုးကွယ်မယ်ဒါနေအတိကပဲဆိုမှကျမကိုစကားပြောလာတယ်ကျမကျေးဇူးတင်တယ်ဖဖျားဆိုမှကျမလည်းခံယူတယ်နောက်ကြတော့ကျမတခါပြန်စဉ်းစားနည်းနည်းအချုပ်ပဲပြောပါမယ်ကျမအဲ့ချိန်မှာကျမအခုလိုကြမ်းမာနဲ့ရုပ်မချောပေမဲ့ကျမမှာအင်္ဂါအစုံနေရှိတယ်ဒီအချိန်မှာကျမအလကားဖျားခင်ပေးတဲ့အလကားလေကိုကျမရှူနေတာတော့မှဖျားရှင်စီမှာကျမမကိုးကွယ်နိုင်ဘူးလားဘာမှမလုပ်ပေးနိုင်ဘူးလားဆိုကျမကိုအဲ့လိုစကားပြောလာတဲ့အချိန်မှာကျမနောက်သားရတယ်ဆိုတာကိုဘာမှမလုပ်ကင်မလုပ်ချင်တဲ့အချိန်မှာအဲ့လိုဖြစ်လာတတ်လို့ကျမကိုစကားပြောတာဖြစ်တယ်ပြီးတော့ကျမဒီတရိတ်ဆန်နဲ့ငါတရိတ်ဆန်များဖြစ်နေလားကိုပြန်မေးကြည့်တယ်ဘာဖြစ်လို့ဆိုတရိတ်ဆန်တွေကစားမယ်တောက်မယ်အိတ်မယ်ပြီးပြီလေပြီးရင်လူတွေခိုင်းတဲ့အရာကို तू ကလုပ်ပေးမယ်ပြီးရင် तू ထစားမယ်လူတွေခိုင်းလို့ရှိရင် तू ကလုပ်ပေး तू ကမြင်းဆိုရင်ခိုက်တဲ့အတိုင်းလုပ်မယ်လူတွေစီးမယ်ဆိုရင် तू လည်းအဲ့လိုပဲပြေးရတာပဲဒါတရိတ်ဆန်ကျမတို့ကကျမကိုဖန်ဆင်းတာကျမကိုတရိတ်ဆန်နေရမဟုတ်ဘူးကျမကိုလူနေရကျမတကယ်လို့ဆေးရုံမှာအခုရောက်နေတယ်လူနာဖြစ်နေတယ်ကျမတိတ်ကိုစက်ကတ်ချင်တဲ့စိတ်ရှိတယ်ဒါပေမဲ့ကျမမလုပ်နိုင်ဘူးဘာဖြစ်လို့ကျမဖျားနာနေတဲ့အချိန်ကျမဘာလုပ်နိုင်လဲဘာမလုပ်နိုင်ဘူးအဲ့တော့ကျမကိုစကားပြောတဲ့အချိန်ကျမခံယူရတယ်။အော်ငါကြမ်းမာတဲ့အချိန်မှာဖျားရှင်ရဲ့ကျေးဇူးတော်ဒီလိုပါလားဆိုတာကျမကိုနောင်တရစေတယ်စိတ်ပြည့်စရာတွေအများကြီးရှိပေမဲ့ခွန်အားမရပေမဲ့ကျမယုံကြည်တယ်နောက်ဖြစ်လာတဲ့ရှေ့ဆက်ခီးဟာဖျားသခင်ပြည့်စုံမှုဖျားရှိမှဝိညာဉ်ရေးရာအရာပဲကျမတို့ဟာပေါင်းပေါ်လို့ရမယ်ပြီးတော့တယောက်နဲ့တယောက်ဟာချစ်ချင်းမေတ္တာမရှိဘလို့မှကျမလည်းသူများကိုကြည့်လို့မရဘူးဘလို့မှအဲ့ဒီပြုံးပေးလို့မရတာဒါပေမဲ့ဖျားရဲ့မေတ္တာဒီထဲမှာရှိပြီဆိုရင်အသက်တာဟာကျမပြောင်းလဲလာတယ်ဆိုတော့ကျမခံစားရတဲ့အကြောင်းအနည်းငယ်သက်သေခံချင်ပါတယ်ဒီလိုအချိန်လေးကျမကိုကျမယူတာတော့မဟုတ်ပါဘူးဒါပေမဲ့ကျမပြောချင်တာကြားလာပြီဒီတက်တဲ့ခံချင်တာပေါ့နော်ဒါပေမဲ့ဒီနေ့မှာကျမကျေးဇူးတင်တယ်အခုလိုနားထောင်ပေးတဲ့အတွက်အားလုံးခွန်အားရမယ်လို့လည်းကျေးဇူးတင်